5, 4, 3, 2, 1. အားလုံးမင်္ဂလာပါကျွန်တော်နာမည်ခွန်းစော်ရဲမှာပါခင်ဗျ Pop and အစီအစဉ်ကနေပြန်လဲကြိုးဆိုပါနဲ့တို့လူမျိုးတွေဟာအလွန်ကိုတီထွင်နိုင်လွန်းပါတယ်ခင်ဗျတခါတလေဒီတီထွင်မှုတွေဟာကြောက်စရာအယမ်းကောင်းပြီးတော့အန်တရာယ်ကြီးလွန်ပါတယ်ဥပဒေတွေတရားမဝင်ဖြစ်ကြတာလည်းမနေတော့ပါဘူးခင်ဗျဟုတ်ကဲ့ဒီတပုတ်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကဘာအနက်မှာအင်အားအယမ်းကြီးမာလွန်းတဲ့လက်နက်တွေဖြစ်တဲ့အတွက်ကြောင့်တရားမဝင်လက်နက်တွေအဖြစ်အသုံးပြုဖို့ပိတ်ပစ်လိုက်တဲ့အင်အားကြီးလက်နက် top 5 အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့အစီအစဉ်လေးမစခင်တော့အဲ့ဒီ like share တွေ subscribe တွေအားလုံးအားပေးကြဖို့မမေ့ပါနဲ့ခင်ဗျဟုတ်ကဲ့အစီအစဉ်စလိုက်အောင်ခင်ဗျNumber 8 Blinding Laser Beams Blinding Laser Beams ဆိုတာကတော့ laser ကိုရိုးအသုံးမပြုပဲလက်နက်အနေနဲ့ပြုလုပ်အသုံးပြုရင်အလွန်အန္တရာယ်ကြီးမှာပါတယ်ခင်ဗျရုပ်ရှင်တွေထဲမှာအမြဲတွေ့ဖူးပါတယ်ဒီ laser နဲ့ပြုလုပ်ထားတဲ့လက်နက်တွေလေအမြင်အာရုံကိုပျောက်ကွယ်သွားစေနိုင်တာမကလူတွေရဲ့အသားအယိုးတွေအားလုံးသစ်ကနေဝင်သွားနိုင်တယ်ခင်ဗျlaser ရောင်ရှိတဲ့လက်နက်ကိုကဘာပေါ်မှာဥပဒေနဲ့မညီတဲ့လက်နက်တွေထဲကတစ်မျိုးဖြစ်ပါတယ်ခင်ဗျဒီအနေနဲ့အရန်ကြီးမာတဲ့လက်နက်ကို1990ခုနှစ်အလေပိုင်းလောက်မှာUS လေတပ်အဖွဲ့ကရန်ပုံငွေများစွာရှိတဲ့အတွက်လက်နက်တစ်ခုခုကိုတီထွင်ဖို့ဆုံးဖြတ်ကြတယ်ဗျအဲ့ဒါနဲ့သူတို့မှရှိတဲ့ရန်ပုံငွေနဲ့လူတွေရဲ့အမြင်အာရုံကိုလွယ်လွယ်ကူကူနဲ့ဖျက်ဆီးစေနိုင်တဲ့လေဆာလက်နက်တစ်မျိုးကိုတီထွင်နိုင်ဖို့အားကောင်းတဲ့လေဆာကိုအသုံးပြုပြီးသူတေသနာပြုလုပ်လိုက်ကြတယ်ခင်ဗျအဲ့ဒါနဲ့ blinding laser beam ဆိုတဲ့လက်နက်ကိုရရှိလာခဲ့တယ်ဗျဒီလက်နက်ကအရန်ကိုအန္တရာယ်ကြီးမာတယ်ဗျဒီလက်နက်ကိုတီထွင်အောင်မြင်ပြီးတဲ့အခါမှာတော့သူတို့ရဲ့စစ်ပွဲတွေအတွက်ဒီလက်နက်ကရန်သူတွေရဲ့အမြင်အာရုံတွေကိုအလွယ်တကူပျက်စီးစေနိုင်တဲ့အတွက်သူတို့ကိုအကူအညီဖြစ်စေတယ်လို့ယုံကြည်ခဲ့ကြပါတယ်အဲ့ဒီအချိန်တုန်းကဒီ blinding laser beams လက်နက်ကိုစမ်းသပ်မှုအရာဒီလက်နက်ကနေပေါင်းလက်နက်လောက်တောင်အန္တရာယ်မများဘူးလို့ထင်ခဲ့ကြတယ်ဗျတကယ်ဆိုရင်ဒီလက်နက်နှမျိုးစလုံးကတိတ်တောင်မကွာဘူးခင်ဗျအဲ့ဒါနဲ့သူတေသနာပြုလုပ်သူတွေကလည်းလူတွေမလိုလားအပ်တဲ့အန္တရာယ်တွေမဖြစ်စေနိုင်ဖို့အတွက်ဆက်လက်သူတေသနာတွေပြုလုပ်နေခဲ့ကြတယ်အဲ့ဒါနဲ့ဒီ blinding laser beams လက်နက်ရဲ့အန္တရာယ်ရှိမှုကိုတည်တည်ရှာရှာလေ့လာတွေ့ရှိလိုက်တဲ့အခါမှာတော့ကုလသမဂ္ဂရန်ပုံငွေအဖွဲ့ကဒီလက်နက်ကိုအသုံးပြုဖို့တားမြစ်လိုက်ပါတယ်ခင်ဗျအဲ့ဒီအချိန်ကစပြီးသဘောတူစာချုပ်မှာဒီ blinding laser beam လက်နက်ကိုအသုံးမပြုဖို့တားမြစ်ပြီးသဘောတူလက်မှတ်ထိုးခဲ့ကြတာအခုထိပါပဲခင်ဗျအခုလည်းဒီလက်နက်ကတရားဥပဒေနဲ့မညီတဲ့လက်နက်အဖြစ်ရှိနေပါသေးတယ်ခင်ဗျ Number 9 Biological Weapons ဒီ biological weapon ဆိုတဲ့လက်နက်တစ်မျိုးကပျက်စီးဆုံးရှုံးမှုတွေအများဆုံးဖြစ်တဲ့လက်နက်တွေထဲကတစ်မျိုးဖြစ်ပါတယ်ခင်ဗျဒီ biological weapon ကို germ weapon လို့လည်းခေါ်ပါတယ်1992ခုနှစ်မှာတော့ biological weapons ကိုနီလာခတ်မှာလူတွေအတွက်အရန်ကိုအန္တရာယ်များတဲ့ biological weapon ကိုဆက်လက်မထုတ်လုပ်နိုင်ဖို့စတဲ့လက်နက်ဖြတ်သိမ်းရေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြပါတယ်ဒါကပထမဆုံးနဲ့အများဆုံးလက်နက်ဖြတ်သိမ်းရေးသဘောသူစာချုပ်ရေးထိုးတဲ့အစည်းအဝေးပွဲလည်းဖြစ်ခဲ့ပါတယ်ခင်ဗျာ1985ခုနှစ်မတ်လ26ရက်နေ့မှာရောင်းချရန်တိုးလောင်ထားတဲ့လက်နက်အမျိုးအစားအားလုံးကိုဖျက်ဆီးခြင်းများပြုလုပ်ခဲ့တယ်ခင်ဗျ73ရာစုတုန်းက Rinderpest လို့ခေါ်တဲ့ကျွဲနွားတွေကိုသေစေနိုင်တဲ့ယောဂါကို Genghis Khan ကအသုံးပြုပြီးတော့ဥရောပနိုင်ငံကိုဝင်ရောက်ကျူးကျော်လာခဲ့တယ်ခင်ဗျအဲ့ဒီ Rinderpest ယောဂါကအရန်ကိုကူးစက်လွယ်တဲ့ယောဂါတစ်မျိုးဖြစ်တဲ့အတွက်ကြောင့်ရေတက်ဆုံးချုံမှုတွေဖြစ်လာစေခဲ့ပြီးနောက်ဆုံးမှာတော့တရိษံများစွာကိုသေစေနိုင်တဲ့အထိဖြစ်လာစေခဲ့ပါတယ်။တဘာဝပတ်ဝန်းကျင်ကိုလည်းပျက်စီးစေပြီးတော့လူသားတွေရဲ့အစားအစာထောက်ပံ့မှုတွေလည်းခက်ခဲသွားစေခဲ့တယ်ခင်ဗျ။အဲ့ဒါကို Chimera virus လို့လည်းခေါ်ခဲ့ပါတယ်။အဲ့ဒါကမျိုးရိုးဗီဇနဲ့ဆိုင်တဲ့ဖွဲ့စည်းမှုဖြစ်တဲ့ anthrax နဲ့ smallpox တွေကိုသေစေနိုင်တယ်ဗျ။
ဖြစ်နိုင်ရှင်များတာကတော့ယောဂနှမျိုးလုံးကိုတစ်ကြိမ်တည်းအစပြိုးပေးတယ်လို့မျိုးပါခင်ဗျဥပမာ1980ခုနှစ်မှာ The Soviet Union က Chimera စီမံကိန်းက smallpox နဲ့ Ebola ကိုပေါင်းစပ်ပြီးလေ့လာခဲ့ကြပါတယ်ခင်ဗျအဲ့ဒီ smallpox နဲ့ Ebola ကိုအန္တရာယ်ကြီးတဲ့ယောဂတစ်မျိုးအဖြစ်သို့ရောစက်လိုက်ရှင်ဖြစ်ပါတယ်ခင်ဗျအဲ့ဒါနဲ့အဲ့ဒီ chemical weapon လက်နဲ့ရောက်တဲ့အချိန်မှာတော့အရန်ကိုကြောက်လန့်စရာအခြေအနေတွေဖြစ်ကုန်ကြတယ်ဗျဒါကြောင့်ဒီ chemical weapon တွေအသုံးပြုဖို့တားမြစ်ခြင်းဖြစ်ခဲ့တာပေါ့ဗျာ Number 3 certain bombs bomb ဆိုတာကစစ်ပွဲတွေမှာဖျက်ဆီးဖို့အရန်ကိုအသုံးဝင်တဲ့လက်နက်တစ်မျိုးဖြစ်ပါတယ်ဆိုတာပြည်သက်တွေလည်းသိပြီးသားဖြစ်မှာပါခင်ဗျာဒါပေမဲ့ဒီ certain bomb ကအခြား bomb တွေတဲ့အစပေါင်းများစွာအင်အားကြီးပြီးဖျက်ဆီးစေနိုင်တဲ့အတွက်ဒီ bomb ကိုအသုံးပြုခွင့်ပတ်ပင်ထားတာဖြစ်ပါတယ်ခင်ဗျာဒီ bomb ရဲ့ပောက်ကွဲနိုင်တဲ့စွမ်းအားကအရက်သားများတိုင်ပွဲဝင်စစ်သည်များအဆောင်အုံတွေများစွာကိုအကြီးမားဆုံးပောက်ကွဲစေပြီးအကုန်ဖျက်ဆီးစေနိုင်တယ်ဗျပြီးတော့ဒီဘုံအမျိုးအစားကပြင်းပြင်းထန်ထန်ပောက်ကွဲပြီးအကုန်လုံးကြေမွပျက်စီးစေကအစအနလေးပဲကြံစီလောက်တဲ့အထိအလုံးကိုကြောက်ဖို့ကောင်းတဲ့အန္တရာယ်အရန်များတယ်လက်နဲ့တစ်မျိုးဖြစ်ပါတယ်ခင်ဗျာ2008ခုနှစ်မေလမှာတော့ The Convenience on Cluster Mountains အဲ့ဒီဘုံကိုအသုံးပြုမှုတားမြစ်ခြင်းကိုဆွေးနွေးမှုတွေပြုလုပ်ပြီးတော့အဲ့ဒီချိန်မှာပဲသဘောတူစာချုပ်မှာပါတီကိုတက်ရောက်လာတဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကလက်မှတ်ရေးထိုးခဲ့ကြတယ်ဗျနောက်တစ်မျိုးက dirty bombs ဖြစ်ပါတယ်ခင်ဗျာဒီ dirty bombs ကပြည်သက်တွေအတိထားတဲ့ nuclear bomb နဲ့အတော်တူတယ်ဗျဒီ bomb ကိုကျဲပြန့်တဲ့နေရာမှာအန္တရာယ်များတဲ့ radio တတူကြွတွေကိုပြန့်နှံ့စေတဲ့အတွက်ပဲအသုံးပြုတယ်ခင်ဗျဒါက nuclear ကနေထွက်တဲ့အနုမြူစွမ်းအင်ထက်ပိုအားပြော့တယ်ဗျအဲ့ဒါက DNA ပြောင်းလဲမှုဖြစ်စေပြီးကင်ဆာတနပြောင်းလဲမှုနဲ့ရောင်ခြည်ဖြာထွက်ခြင်းကြောင့်ဖြစ်တော်ယောဂများကိုဖြစ်ပွားစေပါတယ်ဒါအပြင်အဲ့ဒါကစိတ်ပြက်ဖွယ်ကောင်းတဲ့မြေပြင်ကိုလည်းချမ်းသာခဲ့တယ်ဗျအဲ့ဒီအသုံးပြုတဲ့နေရာမှာဆိုရင်နေထိုင်လို့မရတော့ပါဘူးခင်ဗျာတကယ်တော့နျူကလ িয়ার လက်နက်ကထင်ရှားတီးလာတဲ့အချိန်မှာအကြောကြားဆုံးဖြစ်လာခဲ့တယ်ဗျတထဆာဘုံမှာကတေးချာတဲ့လောက်ကတော့ကြောက်စရာအကောင်းဆုံးပါဗျဟီရိုရှီမာကိုဘုံအလုံး3800နဲ့ဖောက်ခွဲပစ်ခဲ့တယ်ဗျအဲ့ဒါအန်တီရဲ့တိတ်ကြီးတယ်လို့ပြောပြီး2019ဇူလိုင်ဆွေးနွေးပွဲမှာနျူကလ িয়ার လက်နက်တွေကိုအသုံးမပြုဖို့သဘောတူစာချုပ်မှာလက်နက်ရေးထိုးခဲ့ကြပါတယ်ခင်ဗျာNumber 4 incendiary weapons incendiary weapons ဆိုတဲ့လက်နက်တစ်မျိုးကိုအသုံးပြုလိုက်မယ်ဆိုရင်သူတို့အနီးပတ်ဝန်းကျင်မှာရှိတဲ့အရာမှန်သမျှကိုအကုန်လောင်ကျွမ်းစေနိုင်တဲ့အစွမ်းရှိတယ်ခင်ဗျဒီ incendiary weapon ကိုစစ်ပွဲတွေမှာလက်လွတ်စပယ်အသုံးပြုရင်တော့တိုက်ပွဲဝင်တဲ့စစ်သားများကိုတမကအပြစ်မရှိတဲ့ပြည်သူလူထုတွေကိုလည်းထိခိုက်စေနိုင်ပါတယ်ဒါတော့မကသေးဘူးခင်ဗျအတုံးမပြူတက်ရင်နှစ်ဖက်စလုံးမှာရှိတဲ့စစ်သည်တွေကိုထိခိုက်တတ်တယ်ခင်ဗျပြီးတော့အစာအုံတွေကိုလည်းလောင်ကျွမ်းဖျက်ဆီးစေနိုင်တဲ့အစွမ်းရှိပါတယ်ခင်ဗျဒီ incendiary weapon ရဲ့အန္တရာယ်ကိုကပ္ပအနှံသိကြတယ်ခင်ဗျဒါကြောင့်ဒီလူတွေအတွက်တာမန်တဲ့အန္တရာယ်များတဲ့ incendiary weapon ကိုအသုံးမပြုဖို့လူမျိုးပေါင်း130မျိုးလောက်ပါဝင်ပြီး1980ခုနှစ်မှာမီးလောင်ဘုံလက်နက်ကိုအသုံးမပြုဖို့သဘောတူညီချက်တွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာကန်ဆိုးရှင်တော့သဘောတူညီချက်ကိုပြုလုပ်လိုက်ပြီးဖြစ်တော်လဲကြောက်ရွံ့ဖွယ်ကောင်းတဲ့ဒီ incendiary weapon လက်နက်ကယနေ့ထိတွေ့နေရဆဲဖြစ်ပါတယ်ခင်ဗျာ2016ခုနှစ်ဇွန်လမှာ The Human Rights Watch က Russian Syrian civilian တွေက incendiary bomb ကိုအသုံးပြုခဲ့တယ်လို့ပြောကြပါတယ်ခင်ဗျာတသေးခံဗီဒီယိုများစွာလည်းထွက်ပေါ်လာခဲ့တယ်ခင်ဗျာအဲ့ဒါနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေကလည်းဒီလက်နက်အသုံးပြုခြင်းကိုနောက်တစ်ဖန်တားမြစ်ခဲ့ပါတယ်ခင်ဗျာရုရှားနဲ့ဆီးရီးယားပဲအသုံးပြုခဲ့တာမဟုတ်ပါဘူးခင်ဗျာ United States ကလည်းအသုံးပြုခဲ့ကြပါတယ်ဒါပေမဲ့သူတို့ကတော့ရုရှားနဲ့ဆီးရီးယားလိုမျိုးမငင်းပဲနဲ့အမှန်အတိုင်းဝန်ခံခဲ့ပါတယ်ခင်ဗျာသူတို့ကအဖြူရောင် phosphorus ကို Fallujah မှာအသုံးပြုခဲ့တယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့လည်းဒီ incendiary weapon လက်နက်ကအရန်ကိုအားပြင်းတဲ့အတွက်အခုချိန်ထိအသုံးပြုဖို့တကယ်ဆိုရင်ပိတ်ပင်နေသေးပါပဲခင်ဗျာNumber 9 twisting blade ရှုံထက်တဲ့အရာတွေဖြစ်တဲ့ဘလိုဓာတ်တွေမဆိုတနေ့ရမှာထိုးမိရင်စူးရှပြီးတော့အသက်ဆုံးရှုံးနိုင်ပါတယ်ဒါပေမဲ့ဘယ်ဓာတ်နဲ့မှနိုင်ရှင်လို့မရတဲ့ထိခိုက်နှာကျင်မှုကိုဖြစ်စေတဲ့ဓာတ်ကတော့ The Jet Commando Integral 3 Dagger Fixed Blade နဲ့တူတယ်ခင်ဗျအဲ့ဒီဓာတ်ရဲ့ပုံစံကတော့အစွန်3ခုရှိပြီး
ဓာတ်ကိုရစ်ခွေနေပါတယ်ဒါကြောင့်အဲ့ဒါကိုတတိမထားမိဘူးဗျတခြားဓာတ်တွေအရာဝတ္ထုတွေအစားအစာပြင်းစင်ခြင်းနဲ့အခြားအရာအမျိုးမျိုးကိုလိဖြတ်ဖို့အသုံးပြုနေစင်မှာအဲ့ဒီရစ်ခွေနေတဲ့ဓာတ်ဟာကြည်ရတာကတော့တတ်ဖို့အတွက်သာစီစဉ်ရည်ရွယ်ထားခြင်းပဲဖြစ်ပါတယ်ခင်ဗျာသူတို့ကအကယ်၍လူတွေတစုံတစ်ယောက်ကိုဓာတ်နဲ့တက်ဖို့စန္ဒရှိမယ်ဆိုရင်အဲ့ဒီရစ်ခွေနေတဲ့ဓာတ်ကိုလိုအပ်ပါတယ်လို့ပြောတယ်ဗျအခြားတာမန်ဓာတ်တွေတက်ပို့ပြီးတော့ထက်တယ်အစွမ်းရှိတယ်တဲ့ဗျအဲ့ဒီဓာတ်ဟာနောက်ဆုံးမှာလူတက်လက်နဲ့ပြစ်လာခဲ့တာပေါ့ဗျာအဲ့ဒီဓာတ်ရဲ့အမျိုးအစားကတော့ the protocol 1 of the Great of the Geneva Conventions နဲ့ဖုံးရတယ်ဗျအဲ့ဒါကိုလက်နက်အဖြစ်အသုံးပြုခြင်းပြစ်လွတ်ရတော့လက်နက်အဖြစ်အသုံးပြုရှင်မှာတားမြစ်ထားပါတယ်ခင်ဗျာအဲ့လိုဆိုတော့ဒီဓာတ်ကတာမန်ဓာတ်တွေထပ်ပို့ပြီးတော့ပြင်းထန်တဲ့ဒဏ်ရာတွေမလိုလားအပ်တဲ့ဆင်းရဲဒုက္ခခံစားခြင်းကိုပို့ပြီးဖြစ်ပွားစေနိုင်ပါတယ်ဒါကြောင့်တာမန်ဓာတ်တွေထက်အစွမ်းထက်တဲ့ဒီဓာတ်လက်နက်တစ်မျိုးကလည်းအသုံးပြုဖို့ပိတ်ပင်ခဲ့ပြီးတကယ်လို့အသုံးပြုမယ်ဆိုရင်ဒါကဥပဒေနဲ့မညီတဲ့လက်နက်အဖြစ်အရေးယူခြင်းခံရလိမ့်ပါမယ်ခင်ဗျာဟုတ်ကဲ့ဗျာဒီဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့အတွက်ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျကြိုက်နေတဲ့မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်နောက်လာမယ့်စီစဉ်တွေကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးကြဖို့မျှော်လင့်ပါတယ်ခင်ဗျအားလုံးမင်္ဂလာညချမ်းပါခင်ဗျာ